စုငင်းကြောင့် JK ဆိုဖီယာကို Top 22ထဲမှာမထည့်တာဖြစ်ကြောင်းတဲပြောလာတဲ့နဝမ်။တဲစုငင်းကိုအမြင်ကလို့ JK ဆိုဖီယာကိုစုမပေးတာပါလို့တဲပြောလာတာကနဝက်ပါ။ယခုနှစ် Miss Grand International ပြိုင်ပွဲမှာတော့ဖိလစ်ပိုင်လမယ်အမက Miss Grand တရပူစုကိုရရှိခဲ့တာဖြစ်ကထိုင်းလမယ်ကဒုတိယနဲ့မြန်မာလမယ် JK ဆိုဖီယာက placement မရစုမရပဲပြန်လာခဲ့ရတာပါ။အစောပိုင်းမှာတော့မြန်မာပြည်သက်တွေက JK ဆိုဖီယာကို placement တစ်ခုခုရမယ်လို့မျှော်လင့်ခဲ့ကြတာပါအထူးသဖြင့် JK ဆိုဖီယာဟာအမှုပညာ talent ရှိတဲ့အလားမဲပါ JK ဆိုဖီယာဟာတချင်းဆိုတာကောင်းတယ်လို့အင်္ဂလိပ်စကားပြောတဲ့ကျွမ်းကျင်တွက်လက်ထက်မြက်ကညံကောင်းတဲ့အလားမဲပါဒါကြောင့်လည်းမြန်မာအလားမဲဟာ top 10လောက်တော့အနည်းဆုံးဝင်မယ်ထင်ခဲ့ပေမဲ့လေအခုတော့ဘာစုမှမရဘာမှမဝင်ပဲပြီးသွားခဲ့တာပါဒါကြောင့်လေလူတွေကခံပြင်းကြတာပါ MGN ဥက္ကဋ္ဌနဝက်ကတော့မြန်မာလာမယ် JK ဆိုဖီယာကိုနေရာမပေးတာကမနစ်ကတဲဆုငိမ့်လို့ဖြစ်မှာဆိုလို့ပြောလာတာပါတဲဆုငိမ့်ဟာမနစ်က MGI ပြိုင်ပွဲမှာစုပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့ငိုယိုကတရပူပြန်ခဲ့လို့မြန်မာဆိုရင်အမြင့်မကြီးလို့ JK ဆိုဖီယာကိုနေရာမပေးတာလို့ဆိုပါတယ်ဘာဖြစ်ဖြစ်လူတွေကတော့ JK ဆိုဖီယာအနေနဲ့စုမရတာကောင်းတယ်လို့ဆိုကြပါတယ်ဒါကလည်း MGI ပြိုင်ပွဲမှာစုရတဲ့အလှမယ်တွေဟာနဝက်ရှောင်းနဲ့ငပိကျော်ငရုတ်သီးကျော်တွေရောင်းချလို့လေ JK ဆိုဖီယာအနေနဲ့စုမရလို့ငပိကျော်ရောင်းစရာမလိုတော့ဘူးလို့ပြောလာတာဖြစ်ပါတယ်